နေပြည်တော်မှာဗလီစောင့်မယ်ဆိုတဲ့ကိစ္စကိုပြောပါမယ်နေပြည်တော်မှာဗလီစောင့်မယ်ကိစ္စကဒီရဲ့ထက်အများဆုံးလူပြောများဆုံးနဲ့စိတ်လှုပ်ရှားမှုစိတ်ဝင်စားမှုအများဆုံးသတင်းဖြစ်တယ်ဒီသတင်းဟုတ်ရင်မဟုတ်ဘူးဆိုတာအတိမပြုတ်နိုင်ဘူးဘာလို့လဲဆိုတော့ပြည်ပမှာနေတဲ့လူတယောက်ကပြောတဲ့သတင်းဖြစ်နေလို့ဒီသတင်းဟုတ်ရင်မဟုတ်ဘူးဆိုတာကိုသတင်းမီဒီယာသမားတွေအနေနဲ့ကအတိပြုတ်ပေးဖို့လိုအပ်ပါတယ်နင်ကသတင်းသမားမဟုတ်ဘူးလားနင်ကမသိဘူးလားလို့မေးကြရှိတယ်ကျွန်မသတင်းသမားမဟုတ်ဘူးကျွန်မဒီနိုင်ငံကိုချစ်တဲ့အမျိုးကိုချစ်တဲ့နိုင်ငံရေးတက်ကြွလှူရှားတဲ့သူအမျိုးသားရေးတက်ကြွလှူရှားတဲ့သူတယောက်ကဖြစ်တယ်ပြီးရင်သတင်းတွေပတ်သက်လို့ကျွန်မကလေဘယ်နာမှာဘယ်လိုတိုက်ပွဲဖြစ်ပါတယ်လို့ဘယ်နာမှာအလောင်းဘယ်နှခုရပါတယ်လက်နဲ့ဘယ်နှခုရပါတယ်ဘယ်နာမှာ PDF စကန်ရှိပါတယ်ဘယ်သူကတော့ထောက်ဖို့ပါဘယ်သူအိမ်ကိုချိတ်ပိတ်ပါဘယ်သူကိုဖမ်းပါဆိုတာမျိုးလေကျွန်မဘယ်တော့မှမပြောခဲ့ဘူးအဲ့ဒီကကျွန်မသတင်းတွေကိုမသိဘူးဆိုတော့သတင်းတွေအများနဲ့တင်လေးရှိရဲသတင်းတွေကိုသူ့ထက်ကသူ့သတင်းကမှန်တယ်ငါသတင်းကမှန်တယ်ဆိုတဲ့လူတွေကဒီသတင်းကိုအတည်ပြုပေးဖို့လိုအပ်ပါတယ်သူသဖြင့်နေပြီးတော့မှရှိနေကြတယ်နော်ကိုအောင်မင်းတို့ကိုကျော်မျိုးမင်းတို့ကိုကျော်စောကိုကျော်စိုးဦးတို့ဟန်ငင်းဦးတို့နော်ကျော်စွာတို့မိုင်းဝေးတို့ကိုတက်တို့ပေါင်မိုးကျော်တို့မတ်စနိုက်ပါဆိုတို့မက်ဂဇင်းဦးတို့ဆိုတော့သူတို့အနေနဲ့ကဒီသတင်းကိုအတည်ပြုပေးဖို့လိုအပ်ပါတယ်အားလုံးပဲမင်္ဂလာပါမြန်မာနေယူရှင်အိုင်းကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်နေ့တိုင်းသတင်းသူသတင်းကောင်းတွေကိုတင်ဆက်ပေးနေတာမို့ like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဆိုတော့ဒီနေပြည်တော်မှာဗလီဆောင်မယ်ဆိုတဲ့အကြောင်းအရာကိုကြားတာနဲ့မျက်လုံးထဲမှာပထမဆုံးမြင်အောင်မိတာကကျမတို့ရန်ကုန်မြို့နယ်ကောင်မှာရှိတဲ့စုလီပြရဲ့ခရစ်ယာန်ချက်ကြောင်ရဲ့မွတ်စလင်တွေရဲ့အစ္စလာမ်ဗလီဒီသုံးခုကိုချက်ချင်းမျက်လုံးထဲမှာပြင်းနေပြီဒါကဘာလဲဆိုလို့ရှိရင်နိုင်ငံသားလူငယ်တွေနိုင်ငံသားအခွင့်အရေးပေးတယ်ဆိုတဲ့အဓိပ္ပာယ်ခင်ဗျားတို့ကတစ်ချိန်လုံးစစ်တပ်ကဆရာနာရှင်တွေကအစ္စလာမ်တွေပေါ်ထက်ဖိနှိပ်ထားတယ်လူနည်းစုတွေကိုဖိနှိပ်တယ်စစ်တပ်ကမျိုးသားရေးဆုံးရောက်တယ်လို့ခင်ဗျားတို့တစ်ချိန်လုံးကြွေးကြော်တယ်ခင်ဗျားတို့တစ်ချိန်လုံးဆွဆွဲတယ်ဒါပေမဲ့တကယ်တက်မတော်ကောင်းဆောင်တွေကနိုင်ငံသားလူနေတဲ့လူတွေကိုနိုင်ငံသားအခွင့်အရေးပေးထားတယ်ဆိုတာပေါ်လွယ်တယ်နောက်တစ်ချက်ကရခိုင်တစ်ချက်ရိုဟင်ဂျာတစ်ချက်ဆိုပြီးတော့လက်ရှိအန်နုချီမှာရှိတဲ့လူခွင့်ရေးဝန်ကြီးကပြောခဲ့ဒန်းလူခွင့်ရေးရမယ်ဒန်းလူခွင့်ရေးသူတို့ပေးရမယ်သူတို့ဒန်းလူခွင့်ရေးလိုချင်တယ်လို့ပြောခဲ့တယ်ဒါတရားဝင်ထုတ်ဖော်ပြောတာနော်ဘာနဲ့တူလဲလို့မေးလို့ရှိရင်ကဲမမြင်လမ်းမမြင်ပင်လယ်ထဲမှာလှေတစည်းနဲ့မျောလွင်အောင်မျောနေအရှိဘက်ကန်းကိုတွားကတ်တော်လဲအရှိဘက်ကန်းလူတွေကလက်မခံပဲမောင်းထုတ်တယ်အနောက်ဘက်ကန်းကိုတွားကတ်တော်လဲအနောက်ဘက်ကန်းကမောင်းထုတ်အဲ့ဒီလိုနဲ့ဘယ်သူမှလက်မခံပဲနဲ့လေးနေရမျောနေတဲ့ဒီလှေစည်းဒုက္ခတွေကိုရခိုင်ပြည်မြောက်ပိုင်းကတနာတော်အဖြစ်ကန်းကတ်ခွင့်ပေးလိုက်တယ်တနာလို့မြေပေါ်မှာအခြေချခွင့်ပေးလိုက်တယ်ခြံထဲမှာဖီလေးဆွဲနေပေးနေခွင့်ပေးလိုက်တယ်စားခြင်းထမင်းလေးတွေပေးတယ်ဝိပိသာအဝတ်ထည်လေးတွေဆင်ပေးတယ်တနာလို့ကုညီပေးထားတယ်ဒါပေမဲ့နေတာအချိန်ကြာလာတဲ့အခါကျတော့ငါတို့လည်းဒီခြံထဲမှာတူတူနေတာပဲငါတို့ကြောင့်အိမ်ဆုပ်လေးနဲ့လူတွေတို့ကတိုက်ချင်းနေနေတယ်မဖြစ်တင်ဘူးဒီခြံကိုငါတို့တဝက်ပိုင်တယ်ငါတို့ကိုတဝက်ပေးရမယ်သူတို့ကြတော့စားဦးစားပြားကိုစားတယ်ငါတို့ကြတော့စားကျွေးနေပေးတယ်မလို့ချင်းဘူးရခိုင်ဝတ်သားတရုံးဆိုငါတို့လည်းဝတ်သားတရုံးစားမယ်သူတို့သားသမီးတွေကြတော့ကျောင်းတွေတက်ရတယ်ငါတို့သားသမီးတွေကျောင်းတက်ရသူတို့ကြတော့လွတ်တော်ကိုယ်တည်းဖြစ်ဝင်ရောက်ရွေးချယ်ခံပြီးလွတ်တော်အမတ်တွေဝင်ကြီးချုပ်တွေအစိုးရအဖွဲ့အစိုးရဖြစ်ခွင့်ရှိရင်ငါတို့လည်းပဲအစိုးရအဖွဲ့ဝင်ဖြစ်ခွင့်ရှိရမယ်ဆိုတဲ့တန်းတူခွင့်ကိုတောင်းလာတယ်ဒီမှာအန်ယူဂျီကလူခွင့်ရေးဝင်ကြီးအောင်ကျော်မိုးဆိုတဲ့လူကရခိုင်တကြရိုဟင်ဂျာတကြဆိုပြီးတောင်းနေတဲ့ကိစ္စပေါ်မှာလက်ရှိအန်ယူဂျီကိုထောက်ခံနေတဲ့ကောင်းနေကောင်းမတွေဘယ်သူကမှမငြင်းခဲ့ကြဘူးဘယ်သူမှမပေးပါဘူးမပေးနိုင်ဘူးလို့မပြောငြင်းဘူးအဲ့ဒီလိုပဲအေးကလည်းဒါမပေးနိုင်ဘူးလို့ဘယ်သူမှမငြင်းဘူးအေးကိုထောက်ခံနေတဲ့ရခိုင်တွေတကောင်းမှထပြီးဖြည့်ရှင်းတာငြင်းတာကျွန်မတယောက်မှမတွေ့ဘူးဒါဆိုရင်ခင်ဗျားတို့ကသဘောတူရဲဆိုတဲ့သဘောကိုရောက်တယ်နော်အန်ယူဂျီကအရှင်းတဲ့နိုင်ငံလာဥပဒေကိုဖျက်သိမ်းလိုက်တယ်ဘင်္ဂလီတွေကိုရိုဟင်ဂျာနာမည်နဲ့တိုင်းနာဖြစ်ခွင့်ပေးမယ်ရခိုင်တကြရိုဟင်ဂျာတကြတန်းလူခွင့်ရေးပေးမယ်ဆိုတာကိုခင်ဗျားတို့ကသဘောတူလက်ခံနေဒါဆိုရင်ခင်ဗျားတို့အဲ့လိုသဘောတူလက်ခံနေရင်အခုလက်ရှိနေပြီးတော့မှဗလီစောင့်မယ်ဆိုတဲ့ကိစ္စဟုတ်ရင်မဟုတ်ရင်အသာထားဒီသတင်းကိုကြားတာနဲ့ခင်ဗျားတို့ပျော်နေရမှာလေခင်ဗျားတို့ကတစ်ချိန်လုံးစစ်တပ်ကဆရာနာရှင်ကမွတ်စလင်တွေကိုဖိနှိပ်ထားတယ်အစ္စလာမ်တွေကိုဖိနှိပ်ထားတယ်စစ်တပ်ကမျိုးသားရေးဆုံးရောက်တယ်လို့ခင်ဗျားတို့တစ်ချိန်လုံးဆွဆွဲခဲ့တာလေလက်ရှိမှာစစ်တပ်ကမျိုးသားတန်းတူခွင့်တနည်းအားဖြင့်လူနည်းစုဖြစ်လင်ကစားနိုင်ငံသားလို့နေနိုင်ငံသားခွင့်ရေးပေးတယ်ဆိုတာကိုခင်ဗျားတို့ကပျော်နေရအခုကျတော့အခွင့်အရေးမပေးတော့လည်းမပေးလို့ဆိုပြီးခင်ဗျားတို့လက်ညှိုးထိုးတယ်ဖောင်းထုအခွင့်အရေးပေးတော့လည်းပဲဒီစစ်တပ်ကဒီလိုပေးနေပြီးမဘာသာရေးဘာလုပ်နေလဲဆိုပြီးခင်ဗျားတို့ဖောင်းထုတယ်ဆိုတော့ခင်ဗျားတို့ရဲ့ရည်ရွယ်ချက်ကအဲ့ဒီဘင်္ဂလီတွေကိုအကြောင်းပြပြီးတော့ရှင်းလို့တွေကျမတို့ကိုယ်နိုင်ငံသားအချင်းချင်းများဖြစ်နေကြတာဒီဘင်္ဂလီတွေကိုအကြောင်းပြလို့အခွင့်အရေးမပေးတော့လည်းမပေးလို့ဆိုပြီးခင်ဗျားတို့ရန်ရှာရဲပြဿနာရှာတယ်
အခွင့်အရေးပေးတော့လေအခွင့်အရေးပေးလို့ဆိုပြီးခင်ဗျားတို့ရန်ရှာနေပြဿနာရှာတယ်ဆိုတော့ကျမတို့ကအေဂျင့်ချင်းအိုးမဲတုတ်ပြီးခွတ်နေတာအချိန်တော်ကြာပြီဖြစ်တယ်ဒီနေရာမှာလူနည်းစုဆိုတဲ့စကားဒီလူနည်းစုအခွင့်အရေးဆိုတဲ့စကားကိုပထမဆုံးစားပြီးတော့ပြောခဲ့တာကဘယ်သူလဲဥရရှိဆိုတာကအိန္ဒိယနိုင်ငံသားအိန္ဒိယမှာမွေးတဲ့အိန္ဒိယနိုင်ငံသားသူ့အဖေကကုန်တယ်ကျမတို့မြန်မာနဲ့အိန္ဒိယကကိုလိုနီနဲ့ချဲရီကြုံပေါ်ရောက်တဲ့အခါမှာမြန်မာနဲ့အိန္ဒိယကိုကုန်တယ်ကူးတန်းရောင်းဝယ်ရင်းနဲ့ကျမတို့လက်ရှိဖန်ဒူးလာလမ်းမှာကုန်ဆိုင်လေးဖွင့်ပြီးတော့မြန်မာပြည်မှာအခြေချတယ်အဲ့ဒီကနေပြီးတော့ဥရရှိကမြန်မာပြည်မှာကြီးပြီးတော့တက်တူကျောင်းသားရောက်သွားတယ်တက်တူကျောင်းသားဘဝမှာနောက်ဘူကျောင်းအောင်ဆန်းတို့နဲ့တူဒီကိုအောင်ဆန်းတို့ကိုနုတို့ကိုကျော်ငင်းတို့ကိုညိုမြတို့ကိုရရှိပေါ့သူတို့အဲ့ဒီမှာတာဂတာတို့ဘာဂတာတို့ကျောင်းသားနိုင်ငံရေးလုပ်တယ်ဒီနေရာမှာတစ်ခုဖြတ်ပြီးပြောရမှာကဘူချုပ်ကကျောင်းသားဘဝမှာနိုင်ငံရေးလုပ်ခဲ့ဒါပေမဲ့သူ့နိုင်ငံရေးတဲ့ကိုခြေစုံပြစ်ပြီးဝင်တဲ့အချိန်ကျောင်းသားခေါင်းဆောင်ဆိုတဲ့မျက်နှာဖုံးကိုဘူချုပ်တွေခွာချခဲ့တယ်ကျောင်းသားခေါင်းဆောင်ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတမကဘာကာတာဥက္ကဋ္ဌတာကာတာဥက္ကဋ္ဌကိုအောင်ဆန်းဆိုတဲ့ယာတူးကိုစွန့်အဲ့ဒီယာတူးကတရားဝင်နှုတ်ထွက်ပြီးတော့ဒုဗမာအစည်းအရုံးမှာတခင်အောင်ဆန်းတခင်နုတခင်ကျော်ရင်တခင်ညိုမြဆိုပြီးတော့တခင်ဘွဲကိုခံလိုက်တယ်ဆိုတော့လက်ရှိမှာယာတက်ပံခေါင်းဖြူဆွဲကြိုးနေတာတော့မှယာတက်ပံကျောင်းသားဆိုတဲ့အရေးအောက်ကလောင်းရေးအောက်ကရုံးမထွက်တဲ့ကျောင်းသားအိုကြီးတေကနီးနေတာတော့မှကျောင်းသားဆိုတဲ့88မျိုးဆက်ကျောင်းသားခေါင်းဆောင်88ကျောင်းသားခေါင်းဆောင်ဆိုတဲ့နာမည်အောက်ကရုံးမထွက်ပဲလှုပ်ရှားနေတဲ့ယာတက်ပံကျောင်းသားအိုကြီးရှက်တတ်ဖို့လိုတယ်ဟုတ်ပြီအဲ့ဒီလိုမျိုးဦးရရှိကဘိုးကျိုးတို့နဲ့အတူတူကျောင်းသားဘဝမှာနိုင်ငံရေးလုပ်ခဲ့ဒီမှာသတိထားရမှာဦးရရှိပထမဆုံးလုပ်ခဲ့တာကမွတ်စလင်လူငယ်များအသင်းမွတ်စလင်တော့ရိုဟင်ဂျာမဟုတ်မွတ်စလင်လူငယ်များအသင်းမြန်မာပြည်လွတ်လပ်ရေးမရခင်25နှစ်အလိုတည်းကရာရှိကအဲ့ဒီအသင်းကိုဖွဲ့ခဲ့တာဆိုတော့မြန်မာပြည်က1948မှာလွတ်လပ်ရေးရှာတယ်လွတ်လပ်ရေးမရခင်25နှစ်အဆိုတော့နော်1923နှစ်ကဦးရရှိကမွတ်စလင်လူငယ်များအသင်းကိုသူဖွဲ့တာတယ်အဲ့ဒီလိုနဲ့တက္ကသိုလ်ကျောင်းသားပေါ်မှာကျောင်းသားဥက္ကဋ္ဌတွေလုပ်တယ်နောက်ဆုံးမြန်မာပြည်လွတ်လပ်ရေးရပြီးတဲ့အချိန်မှာဦးရရှိကအစိုးရဖွဲ့ဝင်ကက်ဘိနက်ဝန်ကြီးဖြစ်တယ်ပထမဆုံးကက်ဘိနက်ဝန်ကြီးနောက်သူပါလဲလို့ဆိုတော့ပြည်သူ့အိုးအိမ်ထူထောင်ရေးဝန်ကြီးဖြစ်တယ်ဦးရရှိကဒီတူအိုးအိမ်ထူထောင်ရေးဝန်ကြီးလုပ်တဲ့အခါရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂလီမွတ်စလင်တွေအိမ်ပိုင်ရပိုင်းဖြစ်သွားတယ်ဘင်္ဂလီတွေမွတ်စလင်တွေအိမ်ပိုင်ပြီးတော့ဘာလုပ်လဲဦးရရှိကအလုပ်သမားရေးရာဝန်ကြီးလုပ်တယ်နံပါတ်1ကအိမ်ပိုင်အောင်လုပ်တဲ့အိုးအိမ်ထူထောင်ရေးဝန်ကြီးနောက်တစ်ခုကုန်သွယ်ရေးဝန်ကြီးနောက်တစ်ခုကုန်သွယ်တာဘာတွေကိုကုန်သွယ်လဲဆိုလို့ရှိရင်နောက်တစ်ခုကအလုပ်သမားရေးရာဝန်ကြီးအလုပ်သမားရေးရာဝန်ကြီးပြီးမှကုန်သွယ်ရေးဝန်ကြီးနံပါတ်1နေဖို့အိမ်ရပါတယ်နံပါတ်2အလုပ်ရပါတယ်နံပါတ်3ကုန်သွယ်ပြီဘာကြီးကုန်သွယ်မှာလဲဆိုတော့တက်ထုတွင်းကိုကုန်သွယ်တယ်တက်ထုတွင်းနေရပြီအလုပ်လဲရပြီနေစရာအိမ်လဲရပြီစီးပွားရေးလဲရပြီပစ္စည်းငွေကြေးတောင်းတင်းသွားပြီဆိုဘာလို့နေလဲပညာရေးလို့နေတယ်ဥရရှိကပညာရေးဝန်ကြီးလုပ်တယ်နောက်တစ်ခုအမျိုးသားစီမံရေးရာဝန်ကြီးလုပ်တယ်အဲ့ဒီယာဒူးမြောက်များစွာရယူပြီးတော့မွတ်စလင်အမျိုးသားရေးမွတ်စလင်လူငယ်များအသင်းကိုထူထောင်ခဲ့တဲ့ရရှိအဲ့ဒီယာဒူးတွေအများကြီးရယူပြီးတော့မွတ်စလင်အရေးကိုဆောင်ရွက်ခဲ့အဲ့ဒီလိုနဲ့1958ဖာစာပါလာနှစ်ချမ်းကွဲလို့တက်မတော်ကအင်းဆောက်အစိုးရယူလိုက်တဲ့အခါမှာဥရရှိအစိုးရအဖွဲ့ကပြုတ်ကျပြီးတော့မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်များအဖွဲ့ချုပ်ဗမာမွတ်စလင်အဖွဲ့ချုပ်တူဖွဲ့လိုက်တယ်ပထမ1923လုံးကမွတ်စလင်လူငယ်များအတင်း1960ကျတော့ဗမာမွတ်စလင်ဆိုပြီးဗမာနဲ့မွတ်စလင်ကိုအတူတူရောချလိုက်တယ်ဗမာလည်းမွတ်စလင်လည်းဗမာဆိုပြီးသူရောချလိုက်တယ်ဗမာပြည်ထဲမှာမွတ်စလင်တွေကငကိုတွေကရှိတဲ့ပုံစံမျိုးဖြစ်အောင်ဗမာမွတ်စလင်အဖွဲ့ချုပ်ဆိုပြီးအဲ့လိုလုပ်လိုက်တယ်အဲ့ဒီဗမာမွတ်စလင်အဖွဲ့ချုပ်ရဲ့ကြီးရွယ်ချက်မွတ်စလင်တို့၏အမျိုးဘာသာသာသနာနဲ့လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးနံပါတ်1မွတ်စလင်တို့ရဲ့မျိုးဘာသာသာသနာနဲ့လူမှုရေးတိုးတက်ရေးနံပါတ်2မွတ်စလင်တို့၏အမျိုးဘာသာသာသနာလူမှုရေးနှင့်ဗလာ9တဲ့ဖွံ့ဖြိုးတိုးတက်ရေးနံပါတ်3အမျိုးဘာသာသာသနာအတွက်ကျွမ်းကျင်သောမွတ်စလင်လူကြီးဂျုံများပေါ်ပေါက်ရေးအမျိုးဘာသာသာသနာလက်ရှိမှာလဲအဲ့ဒီမွတ်စလင်တွေရဲ့ဈေးဆိုင်ကိုသွားကြည့်ခွန်ရှိချောက်
ဆိုင်တိုင်းနေပါမှာခွန်86ရှိတယ်ဒါကသူတို့ရဲ့မျိုးဘာသာသနာသူတို့ရဲ့အထိမ့်မဲ့ဒီပုံမှာကျမမပုထုမဟာသေးဘာမှမဝေဖန်လို့ဘူးဖောင်းမထုဒါသူတို့မျိုးသားရေးကိစ္စမရှိဘူးဒါပေမဲ့ဗုဒ္ဓဘာသာဆိုင်ရာ669လို့ဆိုင်းဖို့သွားမတက်နဲ့ဗုဒ္ဓဘာသာရဲ့အစွန်းရောက်တဲ့ဗမာရေးလူမျိုးရေးအစွန်းရောက်တဲ့ဗမာရေးဘာသာရေးအစွန်းရောက်တဲ့ဆိုပြီးတော့ကျင်းသေးပေါက်အဲ့ဒီ669ဆိုင်ကိုဈေးမဝယ်ပဲကြော်သွားလိမ့်မယ်အခက်မသိရင်အဲ့ဒီ669ဆိုင်ဆိုင်းဖို့669ဆိုင်ဖို့ထောင်ထားတဲ့ဆိုင်ဘုံခွဲခံရလိမ့်မယ်အဲ့ဒါလက်ရှိပဲကလေးအရှိတရားဆိုတော့ကျမတို့မြန်မာပြည်မှာရှိတဲ့လူငယ်တွေခေါင်းတွေဘလောက်တောင်အုံနောက်တွေထဲမှာအစိတ်ခက်ခံရတယ်ဆိုတာခင်ဗျားတို့စဉ်းစားပရမကမွတ်စလင်နောက်တော့အာနာတွေရပြီးတော့เนาะအာနာတွေရပြီးတော့နေရာတွေရပတ်စံနေရလာတဲ့အခါမှာဗမာမွတ်စလင်လုပ်လိုက်တယ်မွတ်စလင်လူနည်းစုအခွင့်အရေးဆိုတဲ့ဇာတ်ကရာရှိကစပြီးတုံးခဲ့တာဥရရှိကစပြီးတုံးခဲ့တာဒါပေမဲ့ကလားချင်းတူတာတော့မှနိုင်ငံသားအခွင့်အရေးပေးတင်တဲ့နိုင်ငံသားပေးသားတဲ့ဥရဇာတ်ကအဲ့လိုမဟုတ်ဥရဇာတ်ဆိုတာအားလုံးသိတယ်ကျမတို့ဗိုလ်ချုပ်နဲ့တူလွတ်လပ်ရေးကြိုးပမ်းစဉ်ကတည်ခဲ့တဲ့အာဇာနည်ကိုလည်းမပါရဥရဇက်ဥရဇက်ကသူမသိခင်တလားအလိုကအိန္ဒိယကိုသွားပြီးတော့မွတ်စလင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံခဲ့တယ်နော်1949ဇူလိုင်19မှာအာဇာနည်ကိုလုံးချန်ခံရတယ်ဆိုတော့ဇူလိုင်19မှာလုံးချန်ခံရတယ်မသိခင်တလားအလိုဆိုတော့1949ဂျွန်လမှာအိန္ဒိယခီးစဉ်ကိုသွားပြီးတော့မွတ်စလင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့နေရာမှာဥရဇက်ပါပြောခဲ့တယ်ကျွန်တော်ကားတဲ့လူနည်းစုလို့မသုံးဘူးကျွန်တော်တို့ကလူနည်းစုလို့မသုံးဘူးကျွန်တော်တို့ကလူနည်းစုအခွင့်အရေးမတောင်းဘူးလူများစုနဲ့ပဲတက်အောင်ပေါင်းတယ်နံပါတ်1လူနည်းစုလို့မသုံးဘူးနံပါတ်2လူနည်းစုအခွင့်အရေးမသုံးဘူးနံပါတ်3လူများစုနဲ့ပဲတက်အောင်ပေါင်းတယ်လူများစုနဲ့တက်အောင်ပေါင်းရင်ကျွန်တော်တို့ရှင်းလဲလျှောက်တာပြားလဲဆွဲတာအတူတူနေလို့ရတယ်လေဥရဇက်အဲ့လိုပြောခဲ့တယ်ဆိုတော့လက်ရှိမှာဥရဇက်လို့လူမျိုးတွေဥရဇက်လိုမျိုးနိုင်ငံသားပြည်သားရဲ့လူမျိုးတွေကိုကျမတို့နိုင်ငံသားခွင့်ရေးပေးလို့ရတယ်။အဲ့ဒီအတွက်သူတို့ရဲ့နိုင်ငံသားခွင့်ရေးတဲ့သူတို့တွေဗလီတက်ခွင့်လည်းကျမတို့ခွင့်ပြုပေးရမယ်။ပေးတင်တယ်။အန်ယူဂျီကလူခွင့်ရေးဝင်ကြီးအောင်ကျော်မိုးပြောသလိုရခိုင်တစ်ချက်ရိုဟင်ဂျာတစ်ချက်ပေးလို့မရဘူးမပေးနိုင်ဘူး။ဒီစကားကိုကျမမပုထုမဟာသွေးတယောက်ပဲအရင်တုန်းကလည်းပြောတယ်အခုလည်းပြောတယ်။လက်ရှိမှာအန်ယူဂျီကိုထောက်ခံနေတဲ့လေလိုင်းတန်လူသက်သမားတွေတကောင်မှမငြင်းဘူး။လက်ရှိမှာအေးမပေးနိုင်ဘူးလို့တခေါမှမပြောဘူး။အေးကိုအားပေးထောက်ခံနေတဲ့လူတွေရခိုင်တစ်ချက်ရိုဟင်ဂျာတစ်ချက်တန်းလူခွင့်ရေးမပေးနိုင်ဘူးလို့တယောက်မှမငြင်းကြဘူးဆိုတော့ခမရတို့ပဲဘင်္ဂလီတွေအတွက်အခွင့်အရေးလိုချင်တာလဲခမရတို့ဘင်္ဂလီတွေကိုစစ်တပ်ကအခွင့်အရေးမပေးပါဘူးလို့ဖိနှိပ်နေတာလဲခမရတို့ဟောတကယ်တည်းစစ်တပ်ကအခွင့်အရေးပေးတော့တယ်စစ်တပ်ကအခွင့်အရေးပေးနေပါတယ်ဆိုပြီးတော့စစ်တပ်ကိုချစ်တဲ့မဘာသားတွေနဲ့တပ်မတော်ကိုချစ်တဲ့ကျမတို့ပြည်သူတွေကိုလှည့်ပတ်ပြီးရန်တိုက်နေကြတာလဲခမရတို့ပဲအခုတမျိုးတကြတမျိုးအမျိုးမျိုးလုပ်နေကြတယ်အဲ့ဒါခမရတို့